မင်းအောင်လိုင်းဆိုတဲ့ဖက်စစ်ငရဲခွေးကဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးနေရောမကဟိုနိုင်ငံသွားအောက်ကျိုးရဒီနိုင်ငံသွားတောင်းခံရဟာကြီးစားဖြစ်နေတယ်ဖက်စစ်တွေကတို့နိုင်ငံလဲကိုယ်စိတ်ကအလွန်ကြဆင်းတယ်အဲ့တော့ဒီဖာတာတိုင်းပြည်ဖြစ်နေတဲ့ဘဝကရုံးထွက်နိုင်ဖို့တို့အားလုံးတိုင်းသားအားလုံးနိုင်ငံသားအားလုံးစီလုံးနဲ့ညီညွတ်ရင့်ကျက်မှုရှိတိုက်ပွဲဝင်မှတို့ရဲ့ຫນွေဦးအဆုံးသက်အောင်မြင်မှုပန်းနိုင်ကိုလက်ပလန်းလို့ကင်နိုင်မှာဖြစ်တယ်မျိုးသားရေးတွေလူမျိုးဆွဲတွေဘာသာဆွဲတွေဒေသဆွဲတွေကျင်းမြောင်းတဲ့အဆွဲတွေနဲ့ကျိုးပန်းလို့ကဟာတဲ့တိုင်းပြည်ဘွားဘယ်တော့မှမကျွတ်ဘူးဆိုတော့ရဲဘော်တို့အားလုံးလေးလေးနဲ့မှတ်ရင်ပြည်သူပေးရတက်ဆင်ပေးလိုက်တဲ့ကြီးကအုတ်ထုတ်ကိုအမြတ်တလုံးဝစ်စင်ကရဲရင်တောင်မြောက်တဲ့တရားတော်စစ်ပွဲ